သာသနာအကျိုးအတွက်ကိုကျိုးမငဲ့ပြီးစထားခဲ့သည်အမျိုးမြတ်တဲ့တို့မောအရှင်ခေရာဇာတရရဲ့သမီးတို့ပြေမအရှင်မညာအေးမူဓမ္မစီဒီလက်တော်အတွင်ကိုနဲ့ခဲ့သည်ပြတ်သားလာတဲ့တို့ဘုံပြေမအရှင်ရဲ့စေတူလဲရဲ့မူရွာရီပေါင်းငါစီရမညာတိုင်းပြည်ကြီးကိုပေါင်းစုလို့သည်တတိအပြည့်နဲ့တို့ဘုံပြေမအရှင်တရားနဲ့စိတ်ဖြည့်ပိုင်ဆိုင်သမျှတွေစွလို့စီတီချောင်းခဲ့ဖရာတွေဆောင်းလုံးလို့လူတီငြိမ်အေးချမ်းတို့ဘုံပြေမအရှင်ရှင်စောကူရဲ့နှလုံးသားတည်စားရှင်စောကူရဲ့ကြည်စုများစွာရမညာတိုင်းဘုံပြည်သူများအတွက်နှလုံးသား
ခဲ့သည်